မင်္ဂလာပါပရိသတ်ကြီးမိမိလုံနေတာကိုနားလည်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဘုန်းကြီးပြောပါမယ်ကိုလုံတာကိုနားလည်ဖို့အရန်အရေးကြီးတဲ့အချက်ပါပဲတချို့ကကိုလုံတာကိုဘာလုံနေလဲကိုမသိဘူးကိုဘာတွေပြောနေလဲကိုမသိဘူးအဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်မလို့မသိကြတဲ့ဘဝဖြစ်နေတတ်တယ်ကိုဘဝမှာသတ်မှတ်ထားတဲ့စီကံစီမင်းစီကံလည်းမရှိဘူးကိုဘဝအနာဂတ်အတွက်ချမှတ်ထားတဲ့အစီအစဉ်ဆိုတာလည်းမရှိဘူးအချိန်စရာဆိုတာလည်းမရှိဘူးဘဝကအမောင်ထဲမှာရှောင်နေတယ်လို့ပုံစံမျိုးနဲ့သွားနေတဲ့လူတစ်ယောက်နဲ့တူတယ်အဲ့တော့မသေးချာမရေရသောစိတ်ထားမသေးချာမရေရသောအလုပ်မသေးချာမရေရသောအနာဂတ်နဲ့တည်ဆောက်နေတဲ့သူဆိုတော့မသေးချာမရေရတဲ့ဘဝကိုပဲပိုင်ဆိုင်လိမ့်မယ်ပျော်ရမှာမဟုတ်ဘူးအမြဲတမ်းစိတ်ညစ်နေလိမ့်မယ်အဲ့တော့ကိုဘာလုံးနေလဲဆိုတာကိုသိဖို့အတွက်ကတော့တတိကောင်းဖို့လိုတယ်ဒီတတိပဋ္ဌာန်တရားလည်းအားထုတ်ဖို့လိုတယ်တတိပဋ္ဌာန်တရားအားထုတ်ခြင်းကနေပြီးတော့သူ့ကိုဘာအကောင်းကျိုးပေးလိုက်လဲဆိုတော့သူ့ရဲ့စိတ်အခြေအနေအဆင့်တိုင်းကိုလည်းနားလဲတယ်ဒါပြီးသူဘာလုံးနေတယ်ဆိုတာကိုလည်းပဲသိလာတယ်ဘာလုံးတော့မယ်ဆိုတာကိုလည်းမြင်လာတယ်ဘာပြောတော့မယ်ဆိုတာကိုလည်းပဲမြင်လာတယ်လုံနေတဲ့အရာကိုလည်းမြင်တယ်ဒီအလုံးကရလာမယ့်ရလဒ်တွေကိုလည်းမြင်တဲ့အတွက်ကြောင့်အယံကောင်းတယ်အဲ့တော့တတိကောင်းတဲ့လူတစ်ယောက်အတွက်ကကိုဘာပြောတော့မယ်ဆိုတာကိုသိတဲ့အတွက်ကကိုပြောမယ့်စကားလုံးရဲ့ရလဒ်ကိုသိတဲ့အတွက်ကကြောင့်အမှားမလုံးမိအောင်သူကိုယ်သူကာကွယ်နိုင်သလိုပြီးတော့အကျိုးရှိတာတွေလုံးမိဖို့အကျိုးရှိတာတွေပြောမိဖို့ကိုလည်းသူ့အတွက်အထောက်အပံ့ပို့ဖြစ်သွားတတ်တယ်အဲ့တော့ဒီလိုလူမျိုးရဲ့ဘဝဆိုတာကအမှားနဲ့ပဲပြောစရာတွေနဲ့ကြုံမယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒုက္ခတွေနဲ့ကြုံနေတယ်ဆိုရင်တော့မှပြန်လွတ်မြောက်အောင်သူ့ကိုယ်သူလွတ်မြောက်အောင်ကြိုးစားလို့ရတယ်တတိကောင်းနေတာကိုဘာလုံးနေတာလဲအဲ့တော့ပြစ္ဆုတ်ပန်းကိုလည်းသူနားလဲတယ်အနာဂတ်ကိုလည်းသူမြင်တတ်တယ်အတိတ်ကအရာတွေကိုလည်းသူပြန်မြင်တတ်တယ်တတိကောင်းနေတဲ့အတွက်ကြောင့်သင်္ကန်းစာယူမယ်သင်္ကန်းစာယူပြီးတော့အကောင်ဆုံးအေးချမ်းဆုံးဆိုတဲ့အရာတွေကိုသူရွေးချယ်သလိမ့်မယ်ရွေးချယ်နိုင်မယ်ဒီလိုရွေးချယ်သွားတဲ့အတွက်ကြောင့်သူဘဝသည်အောင်မြင်သောပျော်ရွှင်သောအေးချမ်းသောဆိုတဲ့ဘဝမျိုးကိုပိုင်ဆိုင်နိုင်ဖို့အလားအလာတွေများတယ်ဒါကြောင့်ဘုန်းကြီးကဆုတောင်းပေးချင်တာကအလုံးသောကဘာသူကဘာသားအပေါင်းတွေတတိလေးတစ်ချက်ကောင်းပြီးတော့ကိုလည်းအမြဲမြင်နိုင်ပါစေကိုပြောနေတဲ့စကားလုံးတွေကိုလည်းမြင်နိုင်ပြီးတော့ကိုလှုပ်ဆောင်ချက်ကိုစကားလုံးတွေရဲ့ရလဒ်တွေကိုလည်းမြင်ကအမှားနဲ့သောဘဝဖြင့်အေးချမ်းပါစေလို့ဆုတောင်းပေးချင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ